ကျမအသက်က24နှစ်ပဲရှိပါသေးတယ်ဒါပေမဲ့ကျမရဲ့စိတ်တွေကတော့နှစ်100လောက်အိုမင်းနေတယ်လို့ပါပဲတကယ်တော့အထီးကျန်တာထက်ဆိုးတာကလူအများကြီးချာမှာကိုမရှိသလိုခံစားရတာပါပဲကျမလေဘင်းကဒီယာကြီးကိုမကြည့်ကြတယ်ကျမကလူသားတစ်ယောက်ပါခံစားတတ်တဲ့နှလုံးသားရှိတဲ့လူသားတစ်ယောက်ပါလို့အော်ပြောချင်ပေမဲ့ဘယ်သူမှနားမထောင်ကြဘူးဒီတစိတ်ကြီးကကျမကိုအသက်ရှူလို့မရအောင်မွန်းချက်နေစီတော့ပါပဲကျမခေါင်းထဲမှာအယောင်တွေအိတ်မက်တွေအများကြီးရှိတယ်ဒီစက်တူပေါ်မှာကျမကလွတ်လပ်တယ်ကျမပြန်တန်းနိုင်တယ်ဒါပေမဲ့သူတို့မြင်တာကတခုတည်းမတန်ဆွမ်းနဲ့ကျမရဲ့အမှုပညာကိုမမြင်ဘူးကျမရဲ့စူးစမ်းမှုကိုမမြင်ဘူးကျမကလူပိုတစ်ယောက်လားရှင်လူအဖွဲ့အစည်းကတတ်မှတ်ထားတဲ့စံနှုန်းတွေထဲမှာကျမမပါဝင်နိုင်တော့ဘူးလားဒီဒဏ်ရာတွေနဲ့ဆက်သွားဖို့ကျမအားမရှိတော့ဘူး မျော်လင့်ချက်ဆိုတာငါတို့တို့မဟုတ်ဘူးချင်ပါတယ်တနာစရာလေးနော်သူကငါတို့မှမတူတာအပေါင်းကြလိုက်တာလူအတိုင်းနဲ့မတန်ပါဘူးဒီမှာယော့အဆင်ပြေလားရှင်ရောပဲရှင်ပန်းချီကားကအရန်လာတယ်ရှင်ကမတန်ဆွမ်းသူမဟုတ်ပါဘူးရှင်ကပန်းချီစရာတစ်ယောက်ပဲဂျေဇုတင်ပါတယ်တခါတလေမှာကိုတောက်မှုဆိုလားစေဝါးတွေမဟုတ်ဘူးတစ်ဖက်သားကိုလူသားတစ်ယောက်လိုအတိအမှဖြူလိုက်တဲ့အထီးတစ်ချက်ပါပဲကျမတို့ကိုတနာဖို့မလိုပါဘူးကျမတို့လူအပ်တာနေရာတစ်ခုပါတန်းတူညီမျှဆက်ဆံခံရတဲ့နေရာတစ်ခုပါခွဲခြားမှုတစ်စိတ်တွေကိုခွာချလိုက်ပါလူတိုင်းအတွက်နေရာရှိတဲ့ inclusive ကဘာလေးကိုအတူတူတည်ဆောက်ကြပါစို့